ရင်ရလေးကိုပြန်တတ်တာလို့ဆိုတမ်းမရှိတဲ့အရင်ကနေရလေရာဒီရီဘလို့ကူပြောင်းစေအိုမင်းများပဲတစ်ချိန်ကနေရလေနင်းနာရှိတဲ့ပြန်တတ်တာလို့ဆိုတူဖောက်ခဲ့တဲ့လမ်းတွေတူမက်ခဲ့တဲ့အိမ်မလေးတွေကတိုက်အိမ်ချင်းချင်းနာခိုးလုံးဘူးတဲ့နောက်ဆုံးကြတော့လမ်းခွဲထားခဲ့ပြီးတယောက်တည်းမျောလင်းချက်ကြီးစွာယုံယုံကြည်ကြည်မျောနေစေသူပြန်လာမယ်လို့နင်ထင်နေ